မင်္ဂလာပါခင်ဗျကျွန်တော်ဒီ79လက်ပေးတိုင်းရဲ့ပိုင်ရှင်ပါကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာငလျင်လှုပ်သွားတဲ့ခါကျတော့ပျက်စီးဆုံးရှုံးမှုလည်းများတယ်အဲ့ဒီပေါ်မှာဗီဒီယိုဖိုင်တွေသတင်းတွေကြားပြီးကျွန်တော်လည်းစိတ်မကောင်းဖြစ်တယ်ကျွန်တော်ကတော့စိုက်မှာဆိုလာတက်ထားတဲ့အတွက်ဒီဖုံးအားတွေပါဝါဘန့်တွေအသင်းဖို့အတွက်လှုပ်ပေးရင်နဲ့မန္တလေးကနေပြီးငလျင်ပေးလာရှောင်တဲ့သူတွေပြင်းဦးနဲ့မှာများတဲ့ခါကျတော့အကုန်လုံးကစိတ်ဆင်းရဲပြီးတိတုတ်ကရောက်နေတဲ့အချိန်မှာကျွန်တော်တက်နိုင်မြတ်ဘာလို့ပေးနိုင်မလဲဆိုတော့စဉ်းစားရင်းနဲ့ကျွန်တော်နိုင်တဲ့လောက်ကလေးကျွေးဖို့ကျွန်တော်စဉ်းစားတယ်ပေါ့ဗျာပထမဆုံးအနေနဲ့ကျွန်တော်ထမင်းစီကံနဲ့ကျဲဝက်ပရက်လေးကျွန်တော်နိုင်တဲ့လောက်ကျွေးတာပေါ့နိုင်တဲ့လောက်ကျွေးရင်းနဲ့အဲ့ဒါကိုသိသွားကြတဲ့လူတွေတချို့ကကျွန်တော်စီလဲလူငွေဖို့ရင်းနဲ့ဗာလေးကျွေးကျင်ပါတယ်ညာလေးကျွေးကျင်ပါတယ်နဲ့အခုဆိုရင်တော့ကျွန်တော်ဓာတ်တိုက်ကျွေးလာတာဒီနေ့ဆိုရင်ဒါ6ရက်မြောက်သွားပြီပေါ့အဲ့ဒီရက်မတိုင်ခင်ကတော့ကျွန်တော်ဒီဖုံးအားအသွင်းပေးတာတွေဒီပေါ်ပန်းအသွင်းပေးတာလေးတွေကိုကျွန်တော်လုပ်ပေးတယ်လုံရင်းနဲ့အပြည့်ကျင်တဲ့သူတွေများလာတဲ့အခါကျတော့ဒါဒီနေ့ဆိုလို့ရှိရင်ဒါတိုင်မှာကျွန်တော်ကြာတန်ချက်ပြည်သူမစိုးပေါ့ဗျာအဓိကအဖြစ်တော့ဒီငလျင်ပေးလာရှောင်တဲ့သူတွေငလျင်ပေးတဲ့သူတွေလာအားပေးကြတဲ့ဟောက်တယ်တွေမိတ်ဆွေတွေကိုလည်းကျေးဇူးပြန်ဆက်တဲ့သဘောပါမနေ့ပြန်ဆိုလို့ရှိရင်လည်း9ကြော်လူထားတဲ့အလူရှင်ရှိတဲ့အတွက်ကျွန်တော်မနေ့ပြန်ကြလို့ရှိရင်ဒီနေ့စီစမ်းနဲ့9ကြော်ကျွေးပါမယ်ကျွေးတဲ့အချိန်လည်းကျွန်တော်ကန့်သက်ချက်မရှိပါဘူးစိုင်ဖွင့်ညံနေပြီးတော့စိုင်ပိတ်ချိန်လေးကျွန်တော်ကျွေးပါတယ်ပေါ့နော်ကျွန်တော်တို့လူပစ္စည်းပြတ်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်စိုင်မှာအရန်သိရှိတဲ့ထမင်းစီစမ်းနဲ့ကျုပ်ဟက်ဖရိုက်ကိုကျွန်တော်စိုင်ဖွင့်နဲ့တောက်လျှောက်မှာမနေ့6နိုင်နဲ့ည9နိုင်ထိမီးသူမဆိုကျွေးပါတယ်ကျွန်တော်ရဲ့ကျေးဇူးရှင်တွေကိုလည်းကျေးဇူးတုံ့ပြန်ရင်းတရားလေးပါကျွန်တော်စိုင်7နိုင်လက်ပေးတိုင်းမှာဒါရောက်တော့နိုင်ပါလေခင်ဗျာဟုတ်ကဲ့ပါ